နေအောင်ကြည့်စွမ်းရင်ဆိုတော့အခုနောက်ပိုင်းတော်တော်လေးရေးပန်းစားလာလေနော်ဒါပေမဲ့အဲ့ဒီဆိုလာပြားတွေကိုဘာနဲ့လှုပ်ထားလဲထီးကြလားယုံနိုင်စရာမရှိတော့အောင်ပဲအခြေခံကတော့တာမန်တဲလေးတွေကနေလာအောင်မှာဟုတ်ပါတယ်တဲကနေလစ်စစ်ကိုဘလို့များပြောင်းလဲပြတာလေဒီအကြောင်းကိုအတူတူလေးလာကြည့်ကြအောင် ဆိုတော့မင်းဆရာရှိတာကတမန်တဲငယ်လက်စစ်ကိုဘလို့ဖန်တီမလဲဆိုတာပဲကြားလိုက်ရင်တော့ဟာမျက်လက်ပြနေတာလားလို့ထင်စရာပဲနော်ဒါပေမဲ့တကယ်တမ်းမှာတော့ဒါကတစ်ကိုစနစ်ကြတာတိပန်နီးပညာဖြစ်စဉ်တစ်ခုပါပဲဒီအန်အောဆရာကောင်းတဲ့အသွင်ပြောင်းလဲမှုရဲ့လျှို့ဝှက်ချက်ကတော့တေတီချာချာထက်မှတ်ချတဲ့အဆင့်၅ဆင့်ပါဝင်တဲ့ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုထဲမှာပဲရှိနေပါတယ်အဲ့ဒီစင်တွေကပါတယ်ဖြစ်မလဲချိလိုက်ရအောင်ကဲဒါဆိုရင်တဲကနေဆိုလာပြားဖြစ်လာတဲ့ခီးစဉ်ကိုအကျဉ်းဖြင့်ကြည့်လိုက်ရအောင်အဆင့်၅ဆင့်ရှိပါတယ်ပထမဆုံးဆီလီကွန်ကိုတန့်စင်မယ်ပြီးရင်အတုံးလိုက်ပုံသွင်းမယ်အဲ့ဒီနောက်ပါပါလေးပြီးလွှာထုတ်မယ်ပြီးတော့မှအရေးကြီးဆုံးအဆင့်ဖြစ်တဲ့ဆဲအဖြစ်ပြောင်းလဲပြီးနောက်ဆုံးမှာတော့ဆိုလာပြားဖြစ်တက်ဆင်လိုက်မှာပါကဲပထမဆုံးအဆင့်ကနေစလိုက်ကြရအောင်ဟုတ်ပြီအဆင့်1အခြေခံအကျုံးဆုံးနဲ့အရေးကြီးဆုံးဖြစ်တဲ့ကုန်ကျန်းတန့်စင်ခြင်းပါဘာလို့လဲဆိုတော့အရာအလုံးကဒီအထီးကပါဝင်ပစ္စည်းကိုမှန်မှန်ကန်ကန်ရရှိရေးကနေစတင်တာကိုဆိုလာပြားရဲ့အဓိကဂုံကျန်းကတော့ဆီလီကွန်မှာအဲ့ဒါကိုပကရလဲဆိုတော့ကမ္ဘာပေါ်မှာအပေါင်းများဆုံး dress တွေကတစ်ခုဖြစ်တဲ့ corset လို့ခေါ်တဲ့သလင်းကျောက်တဲ့တဲ့အနေရရှိတာပါအရေးကြီးတာကတန့်စင်မှုအဆင့်ပါဒီမှာကြည့်လိုက်ပါ96.99%ဟုတ်ပါတယ်လုံးဝနေပါကိုပြည့်စုံတန့်စင်နေဖို့လိုပါတယ်ဒီလောက်တန့်စင်သွားအောင်တဲတွေကိုအဖူချိန်မြင်မာတဲ့မိဖို့ကြီးတွေထဲမှာအရေးကြိုပြီးအညစ်အချင်းမှန်တမျက်ကိုဖယ်ထုတ်ပြတာပါကဲအဆက်နှစ်နဲ့3ကိုဆက်သွားရအောင်အခုနကတန့်စင်ပြီးသားဆီလီကွန်ကိုပုံသွင်းပြီးပါပါလေးတွေဖြစ်အောင်လွှာပါမယ်အဲ့ဒီတန့်စင်ပြီးသားဆီလီကွန်အီတွေကိုဆလင်ဒါပုံဒါမှမဟုတ်လေးထောင်တုံးပုံစံအဆိုင်ခက်အတုံးကြီးတဲ့ထီပုံသွင်းပါတယ်အဲ့ဒီအတုံးကြီးတွေကို ingots လို့ခေါ်ပါတယ်ဒါတွေကနောက်တစ်ဆင့်အတွက်အခြေခံအုံးမြစ်တွေပါပဲဆီလီကွန်ရင်ကောတွေမှာအတွေကအားဖြင့်မျိုးစားနှမျိုးရှိပါတယ်။ monocrystalline ကတော့တသားတည်းဖြစ်နေတဲ့ပုံဆောင်ခဲတစ်ခုတည်းနဲ့ပြုလုပ်ထားတော့ပိုပြီးအစင်မြင့်တယ်လို့စောင်းဆောင်ရည်လည်းပိုကောင်းပါတယ်။ polycrystalline ကတော့ဆီလီကွန်အပိုင်းစာလေးတွေကိုအရေးဖြောပြီးပြန်ပေါင်းဆက်ထားတာမို့ပုံစံကနည်းနည်းကြည့်ရင်သိတာပါတယ်။ခုနကရလာတဲ့အင်ကောအတုံးကြီးတွေကိုအလွန်ပါလွာတဲ့အချက်လေးတွေဖြစ်အောင်စိန်ကြိုးလွာတွေတုံးပြီးတိတိကျကျလီးဖြတ်ပါတယ်။အဲ့ဒီအချက်လေးတွေကိုတော့ wafer လို့ခေါ်ပါတယ်။သူ့ရဲ့အပားကိုမြင်အောင်ပြောရရင်စာရွက်တရွက်ထက်တောင်ပါတယ်တဲ့စဉ်းစားကြည့်ပါလားတလင်းကြောက်လိုမာကြောတဲ့ PC တစ်ခုကိုစစ်ကူထက်ပါအောင်လှနိုင်တဲ့ဆိုတာတကယ်ကိုအံ့အားစရာနီးပညာပဲနော်ကဲအဆင့်လေးကိုရောက်လာပါပြီဒါကတော့ဒီဖြစ်စဉ်တစ်ခုလုံးရဲ့အတန်းနှလုံးလို့ပြောလို့ရတဲ့ solar cell ဖြစ်ပေါ်လာပုံပါတမဲ့ဆီလီကွန်ဖြားပြီးကိုလျှက်စစ်ထုတ်နိုင်တဲ့အသက်ဝင်တဲ့ cell တစ်ခုဖြစ်ပြောင်းလဲမဲ့အဓိကအပိုင်းပါပဲဒီအဆင့်ကို doping လို့ခေါ်ပါတယ်ဆီလီကွန်ဝေဖာပြားထဲကို phosphorus နဲ့ boron လိုထားတိုးတဲ့စင်တွေထည့်သွင်းပြီးအပေါင်း plus လက်စစ်အလွှာနဲ့အနု minus လက်စစ်အလွှာတွေဖန်တီးတာပါဒီစင်ကြောင့်ပဲဆီလီကွန်ကအလင်းရောင်နဲ့ထိတွေ့တဲ့အခါလက်စစ်စီကြောင်းတစ်ခုထုတ်ပေးနိုင်တာဖြစ်ပါတယ်ဆိုလာပြားရဲ့အမှန်အသားဖြစ်တဲ့အပြာရောင်ဒါမှမဟုတ်အနက်ရောင်ကိုအလုံးရေးနေကြမှာပါဒါက anti reflective coating လို့ခေါ်တဲ့အလွှာပါလေးပါသူရဲ့အဓိကတာဝန်ကတော့နေရောင်ခြည်ကိုအလင်းပြမသွားစေပဲအများဆုံးစုပ်ယူနိုင်မှုဖြစ်ပါတယ်နေအောင်ချီအတွက်ရေးမြုံတစ်ခုလိုပါပဲနောက်ဆုံးအနေနဲ့ဝေဖာများရဲ့မနှပြင်ပေါ်မှာငွေရောင်လိုင်းလေးတွေကိုပုံနေလိုက်တာတဲ့ဒီလိုင်းလေးတွေကထုတ်လုပ်လိုက်တဲ့လျက်စစ်စွမ်းရည်တွေကိုစုစည်းပေးဖို့ပါဒီအဆင့်ပြီးသွားတဲ့အခါဝေဖာပြားလေးဟာအလုပ်လုပ်နိုင်တဲ့ solar cell တစ်ခုဖြစ်တရားဝင်ဖြစ်သွားပါပြီကဲနောက်ဆုံးအဆင့်5 solar ဖြားဖြစ်တက်ဆင်ခြင်းပါအခုဆိုရင်အဲ့ဒီ cell လေးတွေကိုပေါင်းဆက်ပြီးအကြံခံရာသီဥတုတန်ခံနိုင်ရဲ့ဆိုလာဖြားရဲ့ဖြစ်တက်စင်တော်မှာပါဆိုလာပြားရဲ့တိဆောက်ပုံကစိတ်ဝင်စားစရာကောင်းပါတယ်ဆန်ဝစ်လိုပဲအလွှာတွေနဲ့ဖွဲ့စည်းထားတာအပေါ်ဆုံးကနေစကြည့်အောင်ပထမဆုံးကတော့အကျန်းခံနိုင်တဲ့မှန်တစ်ချက်ပေါ့သူ့အောက်မှာ EVA ဆိုတဲ့ကောလိုအလွှာပါလေးခြံထားတယ်အလဲမှာတော့အသက်သွေးကြောဖြစ်တဲ့ solar cell တွေကိုအစီအရီဆက်သွယ်ထားတာပေါ့ပြီးရင် EVA အလွှာနဲ့ပြန်အုပ်ပြီးအောက်ဆုံးမှာခံပြားတစ်ချက်နဲ့ပြီးလိုက်တာဒီလိုအလွှာလိုက်အချက်ချက်ကာကွယ်ထားတဲ့အတွက်နူးညံ့တဲ့ဆယ်လီတွေကနေတန်းမိုးတန်ကိုနှစ်ပေါင်းများစွာခံနိုင်ရရှိသွားတာပါအလုံးပြီးသွားတဲ့အခါခိုင်ခန့်မှုရှိအောင်အလူမီနီယံပုံတစ်ခုတက်ဆင်ပါတယ်ပြီးတော့လက်စစ်ချိုးတွေတွေ့တန်းဖို့ junction box လို့ခေါ်တဲ့စက်တွေရေပုံလေးကိုတက်ဆင်လိုက်တာနဲ့ဆိုလာပြားတစ်ချက်အပြည့်အစုံဖြစ်သွားပါပြီကဲအားလုံးကိုအတိုးချုပ်ပြန်ကြည့်လိုက်ရအောင်ပထမအဆင့်တဲကိုတန်းစင်တယ်99.99% တန့်တဲ့ဆီလီကွန်ရလာတယ်ဒုတိယအဆင့်
အဲ့ဒီဆီလီကွန်ကိုအတုံးကြီးတွေဖြစ်အောင်ပုံသွင်းတယ်တတိယအစင်မှာအဲ့ဒီအတုံးကြီးတွေကိုစက်ကူထပ်ပါတဲ့ဝေဖာလေးတွေဖြစ်အောင်လွှားတယ်စတုထအစင်မှာတော့အဲ့ဒီဝေဖာတွေကိုလက်စစ်ထုံနိုင်တဲ့ cell တွေဖြစ်အောင်ပြုပြင်လိုက်တယ်နောက်ဆုံးပြင်စမအစင်မှာတော့အဲ့ဒီ cell လေးတွေကိုစုပြီးတော့ရာသီဥတုတန်ခံနိုင်တဲ့ဆိုလာပြားတစ်ချက်အဖြစ်တက်ဆင်လိုက်တာပါပဲရိုးရှင်းတယ်လို့ထင်ရပေမဲ့တကယ်တော့အဆင့်တိုင်းကတိတ်ကိုတိကျတဲ့ဤပညာတွေချီပါပဲ အခုဆိုရင်တာမန်တဲပွင့်လေးတွေကနီလက်စစ်စွမ်းရင်ဘလို့ထင်လာတယ်လဲဆိုတော့အန်ဟောစရာခရီးစင်ကိုအစာဆုံးတီးထော်ကြလောက်ပြီလို့ထင်ပါတယ်။ဒါပေမဲ့လေနိပညာဆိုတာကဘယ်တော့မှရက်ကျက်မနေဘူးလေ။ဆိုတော့နေအောင်ရှိစွမ်းရင်ရဲ့အနာဂတ်မှာတော့လက်ရှိနိပညာတွေထက်ပိုကောင်းတဲ့ပိုပြီးအန်ဟောစရာကောင်းတဲ့ဘလို့ထီထွေမှုတွေထပ်ပြီးပေါ်လာအောင်မလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုပါပဲ။